သိုလ်ကောင်းမှုလုပ်ပြီးတော့စုပန်တဲ့အခါမှာစုပန်တိုင်းရနိုင်သလားလို့ဆိုလို့ရှိရင်ရနိုင်တဲ့အရေးအချင်း၅မျိုးမှတ်သားဖို့နော်လောကလူတွေမှာဆူတောင်းနေကြတာပဲမြန်မာလူမျိုးတွေလည်းပဲဆူပေးဆူတောင်းဆိုပြီးတော့ဆူတောင်းကြတောင်းရတောင်းစဉ်ဖြစ်တဲ့ဩဃတနဲ့တောင်းတာကတော့ဒါတောင်းရတောင်းစဉ်တောင်းတာပေါ့ကိုလိုချင်တဲ့စုသေးသေးချာချာတောင်းမိဆိုတဲ့အခါမှာထိုတောင်းတဲ့အတိုင်းပြည့်စုံမှုရတဲ့အတွက်ကိုယ်တဏ္ဍမှာဘာတွေရှိဖို့လိုအပ်တယ်လဲဆိုတာသိထားဖို့လိုအပ်အဲ့ဒါကဘာလဲလို့ဆိုရင်နံပါတ်1ကယုံကြည်ချက်တတ်တာရှိရနံပါတ်2ကကိုချင်းသီလနဲ့ပြည့်စုံရနံပါတ်3ကတရားဓမ္မကိုကြားနာဘူးတဲ့ပုဂ္ဂိုလ်ဖြစ်သူတော်ကောင်းတရားကြားနာတယ်ဆိုတာအမြဲတမ်းတန်ဖိုးရှိကိုယ်စိတ်ရဲ့ဥတည်ချက်မှန်ကန်မှုကိုရရှိစေဒါကြောင့်မို့လို့အပြစ်ကင်းတဲ့ပညာရည်နဲ့ပတ်သက်ပြီးတော့ကြားနာဘူးခြင်းဆိုတဲ့တုတ္တဆိုတာရှိရနောက်တစ်ခုကစာကားဆိုဆုံးလို့လှူဒန်းမှုတစ်ခုကိုရှိရနောက်တစ်ခုကတော့အသိပညာစဉ်းစားဉာဏ်ပညာထက်သန်တဲ့ပုဂ္ဂိုလ်ဖြစ်အဲ့ဒီ၅ချက်ပြည့်စုံပြီဆိုလို့ရှိရင်တောင်းတဲ့ဆိုတာပြည့်စုံတယ်လို့ခေါ်တာအဲ့တော့ဘုန်းကြီးတို့တွေဆုတောင်းမယ်ဆိုလို့ရှိရင်ဒီ၅ချက်ကိုယ့်ကိုယ်ရှိမရှိပြည့်စုံမှုရှိမရှိကြိုတင်ပြီးတော့စဉ်းစားထားဒီ၅ချက်နဲ့ပြည့်စုံပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဆုတောင်းမှုဟာပြည့်စုံနိုင်တယ်လို့ဒါဘုရားမြတ်စွာဟောကြားတဲ့ဒေသနာတော်ပဲ